နောက်ခမလုပ်တဲ့သူကအိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားတဲ့သူရောင်းမကရဲဒါပေမဲ့ဒီ main ကလေးကသူ့ယောက်ျားစီကနေအမြဲတမ်းအိမ်တွင်းအကြမ်းဖက်မှုတွေကိုခံနေရတယ်ဒီလိုအကြမ်းဖက်ခံနေရတာကိုရောက်ခမနဲ့ရောင်းမလုပ်သူကသိပြီမဲ့လေဘာမှဝင်မပြောကြအောင်နေ့စဉ်နဲ့အများယောက်ျားရိုက်တာခံရတယ်ဒါပေမဲ့လည်းသူ့ယောက်ျားကစန့်ရှိတဲ့အခါကျတော့တခါသူ့ပေါ်အကြမ်းဖက်တာတွေလုပ်ပြီးတိုင်းသူ့ကိုလက်ဆောင်ဝယ်ပေးတာတို့ပန်းဝယ်ပေးတာတို့ဒါမျိုးတွေလုပ်တယ်အဲ့လိုမျိုးသူ့ဘဝနေနေရတယ်ဆိုတော့သူ့ရဲ့ချစ်ဆုံးတငယ်ချင်းကတိသွားတဲ့အခါကျတော့ဒီယောက်ျားစီကနေရုံထွက်နိုင်ဖို့အတွက်တငယ်ချင်းတွေရောက်ပေါင်းပြီးတော့စူးစမ်းကြရဲဆိုတဲ့ဟာကိုရိုက်ပြတာဒီထက်မှာမင်းသားတွေရောမင်းသမီးတွေရောတယောက်ဆောင်မှာဘယ်လောက်တောင်ကောင်းလဲဆိုရင်ကြည့်ရတဲ့သူတွေဆိုရင်သူတို့အနေနဲ့ဒီယောက်ျားလုပ်တဲ့သူအိမ်ပြန်လာတာကိုတွေ့တာနဲ့ကြည့်နေတဲ့သူကိုယ်တိုင်တောင်ချက်သိမ်းထားတယ်ဆိုတဲ့အစိတ်ထိဖြစ်တယ်ဆိုပြောထားကြရပေါ့နော်ခုလည်းအခုထိကြည့်နေသေးပဲပေါ့နော်တခုသတိပေးချင်တာကအဓိက emotionally အရာပြင်းထန်တဲ့ကာမြင်ဖြစ်တဲ့အခါကျကိုကပျော်နေတဲ့အချိန်မျိုးလိုမိသားစုနဲ့ရှိနေတဲ့အချိန်မျိုးမှာကြည့်ရဆိုရင်ပိုပြီးသင့်တော်မယ်လို့ထင်တယ်အခုကြည့်နေတဲ့ Telegram link ကိုလိုချင်နေဆိုရင်တော့ comment မှာမှတ်ခဲ့ပြီးပါလိမ့်မယ် link လေးလာပို့ပေးလိုက်ပါမယ်